ဒါကြောင့်ကျွန်တော်တို့ရဲ့တမန်တော်မြတ်ကြီးမုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကကျွန်တော်တို့ကိုညအိယာဝင်တဲ့အခါမှာနောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့နှုတ်ထွက်စကားလေးတစ်ခုကျွန်တော်တို့ကိုသင်ကြားပြီးတော့မူခဲ့ပါတယ်ဒီဒူဝါထဲမှာအလောရှင်မြတ်အပေါ်လုံလုံများများယုံကြည်ကိုးစားခြင်းတဝက်ကုလ်ပါရှိတယ်ဒီဒူဝါထဲမှာအတင်းရဲ့စိုးရင်ကြောင်းကြမှုတွေပြဿနာတွေကိစ္စအဝဝအားလုံးကိုအလောရှင်မြတ်ရဲ့လက်တော်ထဲကိုအနှေးလိုက်ဖို့ညွှန်ကြားချက်ပါရှိတယ်တနေ့ကုန်အတင်းကြုံတွေ့ခဲ့ရတဲ့ပြဿနာပေါင်း16000ညမအိပ်မီအလင်းအလောရှင်မြတ်ရဲ့လက်တော်ထဲကိုထဲ့သွင်းအနှံပြီးတော့အတင်းအိတ်ဆက်လိုက်မယ်ဆိုရင်စိတ်ပူပန်တော့ကကင်းဝေးစွာစိတ်အေးချမ်းသာရစွာနဲ့အိပ်ပျော်စေမှာဖြစ်ပါတယ်ဒီဒူဝါလေးကိုကျွန်တော်နဲ့အတူလိုက်ဆိုကြည့်အောင်အလ္လာဟุမ္မအစ္စလမ်တူနဖ်စီအီလိုက်ကဝဝဂျဟတူဝဂျဟီအီလိုက်ကوفوضت أمري إليك وألجأت ظهري إليك رغبة ورحبة إليك لا ملجأ ولا منجا منك إلا إليك آمنت بكتابك الذي أنزلت وبنبيك الذي أرسلت دعاء لي أجيبيا اللهم أسلمت نفسي إليك أو ألاو شمية الشمية ميمي كوكو شوي أبائي ووجهت وجهي إليك الشمية ميمي ميناو شليبائي وفوضت أمري إليك الشمية ميمي كيسا أواوا آلونغو شوي أبائي وألجأت ظهري إليك الشمية ميمي نوجو أنا بائي رغبة ورحبة إليك الشمية أجوجي زوريو ميوكوبي الشمية بيدان شاويون ليه لا ملجأ ولا منجا منك إلا إليك الشمية ما دبا كولون يانيا لوميو يانيا لين مشي آمنت بكتابك الذي أنزلت الشمية شاما بيرو موري چانزاوكو چنوميو إيمان يونجي بائي وبنبيك الذي أرسلت الشمية سيلو لايته نبي تمنوغو چنوميو شونجي بائي تمنوميو صلى الله عليه وسلم ကမိန့်ကြားတော်မူတဲ့မြည်သူမဆိုအိယာဝင်တဲ့အခါနောက်ဆုံးနှုတ်ထွက်စကားအဖြစ်နဲ့ဒီဒူဝါလေးကိုဖတ်ခဲ့မယ်ဆိုရင်ထိုညမှာကွယ်လွန်တည်ဆုံးသွားခဲ့မယ်ဆိုရင်ထိုသူဟာစစ်မှန်တဲ့မွတ်စလင်တစ်ဦးအဖြစ်နဲ့တည်ဆုံးကွယ်လွန်ခြင်းဖြစ်မယ်အကယ်၍မနက်နိုးထလာခဲ့မယ်ဆိုရင်လည်းကောင်းခြင်းများစွာကိုရရှိခံစားရမှာဖြစ်ပါတယ်